ဟိုတယ်ကိုဘယ်လိုဖြစ်ပြီးရောက်နေမလဲနော်တက်စီသမားတာကိုင်တော့မရှိတော့ပါဘူးရိုစီဟိုမှာရိုစီဟဲ့နင်ပါဖြစ်နေရလဲEnemu Tsuki Minaru Kusapa Kwa Nito Watashi Watarare Kutesa Manchiwa no to Mashigu Anai Sono Mota Mopane Anela Mara Mujiru Wona Hey Rosie Ma ငါပြောတာကြားလားဒီချောင်းကျူးချောင်းကြားမှာဘာတယောက်တည်းစိုးနေရလဲကွာအန်ဒမူမဆူကီနောစပမင်းနဲ့တို့တို့ဝါဒဝတိုးဆူဝါရဲတော့ဝရီဝဝဒဝတနိုင်ဝချူဝနနာဝါလဲလောကနာဝတိုင်းနဲ့ဝရှိနေနီကူဝချူချူမီကအဝနဝနပစဝနဝနဝါစီဟိုဟဲရိုစီဟဲကောင်မကောင်မရိုစီဟဲကောင်မမနမူတူစုကီမီနာဒိုကိုတိုနိုင်တဲ့ဝါတာရှိဟဲဒီန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 င်းရောက်နေရလားကြားတော့မကြားဘူးဒီနီနီနီဟဲ sorry နော်ငါတချင်းဆိုနေရအေးငါ့ကိုဓမတ်စင်ကမြန်မာလေဓမတ်စင်ကမြန်မာဘာဖြစ်လို့လဲငါ့ကိုဒိုင်းကန်းလန်းလုံးငါလက်ခံလိုက်ပြီးအဲ့ဒါမနှက်ပန်ညနေစသွားရတော့မှအဲ့ဒါနေလိုက်ခဲ့ပွဲကြည့်မလို့ဒီနီပွဲကြည့်လို့ဟမ်နင်းကိုကန်းလန်းနေဟဟလားဟုတ်တယ်ခရမ်းရောင်မနဲ့အိုလိုနီလည်းသိပြီးတာကာကြီးပါလိုက်မှာဟာအေးဒီနီဟာအဲ့ဒါဆိုရင်နင်းတိုင်လောက်မှာလားအေးကောင်းတယ်ဒီနီဟဲ့နင်းကိုမေးကြရရှိခရမ်းရောင်မတို့အနီရောင်မတို့ကဘယ်ရောက်သွားလဲဒီနီသူတို့နှစ်ယောက်ကရောဒီနီ
သူတို့နှစ်ယောက်ကိုတစီသမားတာကာကြီးက breakfast လိုက်ကြည့်တယ်ငါမလိုက်ရှင်တော့ဘူးဆိုပြီးတော့ကြမ်းခဲ့ရပြီးတော့နင်ကချက်အပြင်သွားနေလို့ okay ဒီနီအဲ့ဒါဆိုရင်ငါတို့ရဲ့နောက်နေ့မှာတစီသမားတာကာကြီးနဲ့တူတူသွားစားကြရအောင် okay ဟာသွားပြီခုနကလည်းငါတချင်းစုညာကြားသွားပြီငါသမက်စင်ကမြန်မာထဲမှာပါမာလေသူသိရင်တော့မဖြစ်ဘူးရိုစီဘာလေးပြောနေရလဲအော်ဘာမှမဟုတ်ဘူးငါအိတ်တော့မယ် okay ကြားသွားပြီထင်တယ်ကွမ်ဒီနီပါဒီနီငါရန်ကုန်လာမယ်လောက်ပါနိုးမောင်မဟုတ်ရင်ငါတို့တရုံလုံးတရားဆွဲမှာတဲ့အဲ့ဒါနင်းလာပြီးကိုကူညီပေးမှရမယ်ငါအိမ်ကိုတရက်နှစ်ရက်လောက်ပဲလာအိပ်ပါလောက်ပါငါ့ကိုကူညီပါရန်ကုန်လာခဲ့ပါငါနဲ့ကျေးဇူးကိုမမေ့ပါဘူးနိုးမောင်လောက်ပါဟာဒီနီအေးအဲ့ဒါဆိုလာခဲ့မယ်အေးကျေးဇူးပါအဲ့ဒါဆိုရင်မနေ့ဆော့ထွက်ခဲ့မှာနော်9 နာရီလောက် okay နင့်သမီးလေးရောခေါ်ခဲ့ပါလားဟဲ့သမီးလေးကခေါ်လာလို့မရဘူးဘာလို့လဲမရလို့သမီးလေးကိုအိမ်ကအခိုင်းစေနေပဲအဆင်ပြေပါတယ်မဟုတ်ငါတို့နှစ်ယောက်သမီးလေးနဲ့အလုံးချုံမှာစိုးလို့အေးအဲ့ဒါဆိုဒါပဲလာခဲ့မယ်အေးနိုးမောင်ကျေးဇူးတင်ပါတယ်အေးအဲ့ဒါဆိုရင်ငါဖုန်းချပြီနော်အေးကျေးဇူးတင်ပါတယ် okay အဲ့ဆိုသွားပြီရန်ကုန်မှာအိုလိုနီတို့ရိုစီတို့နဲ့တွေ့ရင်သွားပြီဒီနီမဖြစ်ဘူးတေးချာရှောင်သွားရမယ်အစင်ပြေလောက်မှာပါဒီနီငါလုံးချုံနေရမယ်အေးဟုတ်တယ်ဒီနီအဲ့ဆိုရင်အဝေးထုတ်တွေသွားသိမ့်ပြီဟဲ့ဗညာဟဲ့ချူဟဲ့ဗညာချူဒီနီဟုတ်ကဲ့ပါဆရာဒီနီငါမနေ့ကရန်ကုန်သွားစီရကိစ္စရှိရယ်ဒီနီဟုတ်လားဆရာဟုတ်တယ်သမီးလေးကိုအိမ်မှာတေးချာထိန်းတာသမီးလေးကိုမခေါ်သွားဘူးလားဒီနီခေါ်သွားလို့မရဘူးခေါ်သွားရင်တော့သေပြီအိုလိုနီတို့မြင်ပြန်ခေါ်မှာပြီးငါလည်းထောင်ချဆရာဘာပြောနေရလဲဘာမှမပြောပါဘူးဒီနီအဲ့ဒါဆိုရင်သမီးလေးတေးချာထိန်းတာနော်ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုရင်ဆရာသွားပြီနော်ဟုတ်ကဲ့ဆရာဟဲ့နီညိုဟာဘာဟဲ့ချူရှင်ဒီနီဟုတ်ကဲ့ဆရာမနေ့ကရန်ကုန်သွားဆရာရှိတယ်အဲ့ဒါခလေးကိုတေးချာထိန်းထားဒီနီကြလားငါပြီးအဝေးထုတ်စီသွားတိတ်လိုက်အောင်မယ်သမီးလေးကခေါ်သွားလို့မရဘူးအဲ့ဒါကြောင့်ဒီနီโอเคပါဆရာသမီးလေးတေးချာစောင့်ရှောက်ထားပါမယ်အော်โอเคသမီးလေးကိုနင်းတို့နဲ့တအားစိတ်ချရတယ်အဲ့ဒါကြောင့်သမီးလေးကိုခေါ်သွားလို့မရဘူးအဲ့ဒါကြောင့်နော်အဲ့ဒါအဝေးသွားတိတ်လိုက်မယ်ကူသိမ့်ပေးရမလားရပြီရကူမသိမ့်မင်းနဲ့ဗညာငါပဲတိတ်လိုက်တော့မယ်ဒီနီသွားပြီမသွားရင်သူကလည်းထောင်ကြအောင်မယ်ဒီနီဖေသမီးဒီနီဖေရန်ကုန်သွားမလို့ဆိုဟုတ်တယ်သမီးဖေရန်ကုန်ခဏသွားမလို့သမီးလိုက်ခဲ့မယ်ဒီနီကွာသမီးလိုက်ခဲ့မယ်ဖေဟဲ့သမီးလိုက်လို့မရဘူးဒီနီနောက်တစ်ခါခေါ်သွားပါမယ်သမီးရဲ့သမီးအခုလိုက်လို့မရတော့လို့ပါမဟုတ်ရဲကြီးကဖမ်းလိုက်မယ်ဖေမခေါ်သမီးငိုပါနော်သမီးကိုခေါ်ပေးပါသမီးရန်ကုန်တစ်ခါမှမလိုက်ဘူးလို့ပါလောက်ပါဖေသမီးလိုက်ချင်တယ်ဒီအဲ့ဆိုခေါ်သွားမယ်နော်ဒီတစ်ခါပဲနော်သမီးမငိုနဲ့တော့ဖေခေါ်သွားမယ်ဒီနီယေးအဲ့ဒါကြောင့်ဖေကိုအရန်ချစ်တယ်ဖေဟိုရောက်သမီးကိုမုံနေလိုက်ဝယ်ကြွေးရမယ်နော်ဒီနီဝယ်ကြွေးမယ်အဲ့ဒီဦးရလည်းသမီးကိုတအားချစ်တာအဲ့ဒါဆိုသမီးကိုခေါ်သွားမယ်နော်အဲ့ဆိုရင်သမီးရဲ့အဝတ်ထုတ်တွေကိုသိမ့်မိမယ်သမီးမစိုးအောင်နော်ဟုတ်မစိုးဘူးဖေခေါ်ရင်သမီးကအမြဲလိုက်မှာโอเคအဲ့ဒါဖေ
ဘယ်နှနိုင်သွားရမှာလဲသမီးမနဲ့စောစောထားရမှာနော်ဟုတ်ဖေဖေ9နိုင်တော့အလန်းလောက်ထားတယ်သမီးနိုးရမယ်နော်ဟုတ်ဖေဖေနိုးမယ်ဖေဖေသမီးကိုနိုးနော်โอเคဟင်း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 သမီးကတော့စောစောထားမယ်โอเคโอเคဆက်ဆက်လူခါနေရပဲလိုက်ရမယ်ဆိုတော့ဟင်း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 ဒီအန်ဒီရူဘီရောလိုက်မှာလားဒီနီဟဲ့အန်ဒီရူဘီလိုက်မှာလားတော့ဖေဖေဒီနီအန်ဒီရူဘီကမလိုက်ဘူးလေဖေဖေနဲ့သမီးနဲ့နှစ်ယောက်တည်းဟုတ်တယ်ဒီနီဟာသွားပြီအိုလိုနီတို့နဲ့မတွေ့ပါစေနဲ့သမီးလေးကိုမြင်ပြန်ခေါ်มาပြီးရင်ငါထောင်ကြမှာငါဘာလို့လဲဆိုငါကလေးခိုးထားလို့ပဲဟာဒီနီအဲ့ဆိုသမီးမနဲ့စောစောထားနော်ဟုတ်ကဲ့ဖေဖေအေးဆရာလမ်းမှာဂယူးဆိုင်နော်သမီးလေးကိုလည်းဂယူးဆိုင်โอเคဂယူးဆိုင်မှာဒီနီသမီးလေးကိုလည်းတေးချာစောင့်ရှောက်အောင်နော်သမီးလေးမာရီဖေဖေရဲ့လက်ကိုပဲကင်ထားနော်ဘယ်သွားဒဇိန်းနေခေါ်လဲရှောက်မလိုက်ရအောင်နော်ဒီနီကြားလားသမီးဒီဟုတ်ကဲ့ပါတီချူသမီးလေးကလိမ်ပါတယ်ဟုတ်တယ်ဆရာလမ်းပေါ်မှာဂယူးဆိုင်အောင်နော်ဆရာကောက်လည်းတေးချာကြည့်မောင်းနော်โอเคဘိုင်အိမ်မှာတေးချာအလုပ်တွေလုပ်ထားနော်โอเคတပတ်ခါနေ့လေသူမဟုတ်ညနေဆရာတို့ပြန်ရောက်မှာမလားနေ့လေပြန်ရောက်မှာပါတပတ်ခါโอเคဆရာတို့တော့ဟင်းနေချက်ထားမယ်ဆရာကြိုက်တဲ့ငပိတောင်းရဲ့ကြက်မာဆလာချက်ရဲ့ပြီးရင်ခေါက်ဆွဲပြုတ်လည်းပြုတ်ပေးထားမယ်โอเคဘိုင်ချူချူတို့လည်းဝဝစားနော်โอเคအဲ့ဒါဆိုရင်ချူချူတို့ကိုဈေးသွားဝယ်လိုက်အောင်မနော်ဈေးမဖွင့်သေးဘူးထင်တယ်အဲ့ဒါဆိုရင်9နာအဲ့ဒါဆိုရင်9နာရီအဲ့ဒါဆိုရင်9နာရီလောက်မှချူချူတို့သွားလိုက်မယ်နော်အခုချူချူတို့ပြန်အိတ်လိုက်အောင်မယ်နော်โอเคရှူပေါက်သွားတိုက်လည်းလုပ်လိုက်အောင်โอเคကွမ်ဘိုင်လာသမီးလေးတော့မယ်ဟုတ်ဖေတင်းသမီးလေးဘသူခေါ်ရှောက်မလိုက်ရအောင်နော်ဟုတ်ကဲ့ဖေဒီနီဖေဘယ်လမ်းလဲဟုတ်တယ်အဲ့ဒါရန်ကုန်သွားမယ်လမ်းသမီးဟုတ်ဖေဒီဘေးကကြာလမ်းပြင်ဟုတ်ဖေဒီနီဝါလာရမလားလာတယ်ဖေဒီနီအရှိတန်းမဲ့ဆက်သွားမှာဟုတ်ဖေဒီနီနေခင်းရောက်တော့အခါယေရန်ကုန်ရဲ့အိမ်ရောက်ပြီဖေဒါရန်ကုန်လားဟုတ်တယ်သမီးဝါလှလိုက်တာဟဲ့အရှိမဖေရဲ့တငယ်ချင်းအလုံးလုံးနေရယ်ဒီနီလာသမီးစင်းသမီးလည်းအခုရန်ကုန်လိုက်ရတော့သမီးပြောတယ်မလားဟုတ်ပြောတယ်ဖေသူကတော့အလုံးလုံးနေငါလည်းမမြင်ဘူးတင်းဟာကြားလည်းမကြားဘူးဝင်သွားလိုက်တော့မယ်ဟဲကောင်ငါရောက်ပြီဟာဒီနီနိုးမောင်အေးနင်အခုဘာဖြစ်တာလဲ
ဒီနီနီငါ့ကိုကူညီပါဦးအေးကူညီပေးမယ်အဲ့ဒါဆိုသမီးအခန်းထဲမှာသွားနိုင်လိုက်နော်ဟုတ်ဖေလာရှင်းပေးမယ်ဒီနီဟယ်လိုတစီသမားတာကာကြီးအေးငါတို့ဖျားသွားဖူးမလို့ဒီနီအဲ့ဒါနင်လိုက်ခဲ့မလားနင်လိုက်ခဲ့ရင်တော့ငါနင့်တစီပဲငါတော့မယ်နင်လိုက်ခဲ့မလားဒီနီအေးငါလိုက်ခဲ့မယ်လေအေးအဲ့ဒါဆိုရင်ငါနင့်တစီပဲငါတော့မယ်တာကာကြီးအေးအဲ့ဒါဆိုဒါပဲနော်ဒီနီတင်းဟဲ့ဝါတစီသမားတာကာကြီးလိုက်မယ်တဲ့ဒီနီအေးအဲ့ကောင်ကတော့ဘယ်သွားအမြဲလိုက်နေကြဒီနီအေးအဲ့ဒါဆိုလဲစောင့်နေအေးဒီနီနင်ငါ့ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်ရပါတယ်တငယ်ချင်းအချင်းပဲကိုဒီနီငါနေရဲ့နင့်သမီးလေးရဲ့ကိုငါရန်ကုန်ကဖျားလိုက်ဖို့ပေးချင်လို့ဟဟလားအေးဟုတ်တယ်လေငါရန်ကုန်ရောက်တော့ဖျားတရားလေးလောက်ကြတာပေါ့ဟုတ်တယ်မသမီးလေးအောင်အင်ကြီးလေးလဲပြီးသွားပြီနင့်သမီးကအရန်လာရယ်နော်နင့်မိန်းမနဲ့နင်နဲ့ကပြတ်သွားရဲ့ဆိုပတ်စပ်ပိတ်တာကလေးရှိမှတော့မပြောနဲ့အော်အေးဒီနီအဲ့ဆိုရင်ငါကားနဲ့ပဲလိုက်ခဲ့လိုက်လေရတယ်ငါကားနဲ့ပဲသွားရမယ်လောက်ပါငါကားနဲ့ပဲလိုက်ခဲ့လိုက်အမလာသမီးလေးသွားမယ်လာသွားကြရအောင်ဒီဖျားသွားမှာလားဟုတ်တယ်နင့်ကဟိုးမှာအော်အဝေးကြီးမှာသွားရက်ထားတယ်ဒီနီအဲ့ဒါနင့်ကားလားဟုတ်တယ်ငါပဲမောင်းလိုက်ရမလားရတယ်ငါပဲမောင်းလိုက်မယ်โอเคဒီနီဖယားဟိုးနားမှာဆိုရောက်ပြီโอเคဒီနီအော်ဖယားအနောက်မှာကြံခဲ့လို့ဩနေရလဲပလောက်ကိုကြွနေရပဲဒီနီဖယားဂုံတက်ဆိုရောက်ပြီနီလေးပဲဝါကောက်ဒီမှာပဲရက်ထားလိုက်မယ်လာသွားကြရအောင်ဒီနီငါဝင်နေလိုက်မယ်โอเคဖေဘယ်တော့ဖျားသွားဖူးမှာလဲပြီးရင်သွားဖူးမယ်ဟုတ်ဖေဟိုဦးကကြိုးတက်သွားပြီဒီနီဟုတ်ဖေသမီးလေးကလိမ်မလိုက်တာအဲ့ဒါကြောင့်ချစ်ဖို့ကောင်းနေရဖေသမီးလေးကဟာတစီသမားတာကရဲ့နင်လာနောက်ကျလိုက်တာအခုညအောင်ရောက်နေပြီဟဲ sorry ဖယားကညရောက်မှပိုတက်ပေတာလေဒီနီဟဲ့ကားတွေအများကြီးပဲဒီနားပါပဲစီလိုက်တော့မယ်ဒီနီဟဲ့ကားကိုမီးပြန်ပိတ်ခဲ့အောင်တော့တစီသမားတာကကြီးအင်းဒီနီလာဟဲ့ကားတွေအများကြီးပဲနော်ဟဲ့ဒီမှာပြိုင်ကားတွေရောဟဲ့ဒီကားကြီးဆိုအမိုးလည်းမရှိဘူးအေးဆိုငါတို့အဲ့လိုမျိုးကားလေးဝယ်ချင်လိုက်တာဟဲ့ဒီကားအဖြူရဘသူကားလဲမိုက်လိုက်တာဟာသူများကားကိုစမ်းမစုနေပါနဲ့လာသွားမယ်โอเคဒီနီလာသမီးဖျားသွားမှုကြမယ်ဟုတ်ဖေဒီနီဟာဟိုမှာဟိုဦးလာလာဝင်ကြမယ်ငါတို့ဒီနီ
Ding, ding. Ding, 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 ding. လာဒီနားမှာဖျားရှိခိုးကြရအောင် Okay ဒီန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 ီဒီန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 ီလာသမီးတော့မယ်ဒီန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 ီဒီန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 ီဟဲ့ကောင်အေးလာလာလာဖျားတရားလောက်ကြရအောင်ရိုစီနင်နောက်တုံး Okay 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 ရိုစီရဲ့ဒီနီဟဲ့ပြီးရင်ငါတို့တွေဖျားရှိခိုးရအောင်ငါတို့တွေအင်ကြီးတွေလဲလိုက်ကြရအောင်ဟဲ့ဟုတ်တယ်ဖျားစာအေးစေးရိုးရအောင်ဒီနီဒီနီကဲပြီးပြီကဲထားကြတော့ဟဲ့ခဏလေးတော့ငါရှောက်ပတ်လိုက်အောင်မယ်နော်โอเคလာဖေဖေခုနကပန်းလေးလိုက်သွားကြည့်လိုက်အောင်မယ်โอเคโอเคသမီးဟဲ့ငါတို့ရွတ်ပြီးပြီအိုလိုနေနေမပြီးသေးဘူးလားမပြီးသေးဘူးငါသမီးလေးကိုပြန်တွေ့အောင်ခါတာတွေရွတ်နေလို့အေးလာသွားမယ်ကွမ်ခဏတော့ပတ်ကြရအောင်ဝါလာမမီးလေးရင်အောင်ထွန်းကုန်ပြီထွန်းပါပေါ့ညရောက်နေပြီလေလူတွေကလည်းအများကြီးပဲဒီနီနီကိုနို့အရန်လွမ်းနေငါလည်းကိုနို့ပြန်တွေ့အောင်ဆူတောင်းနေရဒီနီနီနီနီနီနီနီ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 ဒီန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 ီဒီန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 ီဟဲ့ဝါလာလိုက်တာဟာဟိုနားမှာပန်းလေးလာလိုက်တာသွားကြည့်လိုက်ပါအောင်မယ်ဒီန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 ီဒီန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 ီဝါဝါဟိုရှိမှာပန်းလေးလာလိုက်တာအရှင်ဖေယားတပည့်တော်မရဲ့သမီးလေးမြင်ပြန်တွေ့ပါစေဒီန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 ီဒီနီနီနီဝါဒါဘာအလုံးလေးလဲလှလိုက်တာဒီနီနီဒီနီဟာအဖေစီပဲသွားတော့မယ်အဖေသမီးဖေးမှာဘာလို့ဆူတောင်းလာလဲဖေကျမ်းမှာဖို့ဆူတောင်းထားတယ်ပြီးတော့တီတီချူးနဲ့ဦးပညာလည်းကျမ်းမှာဖို့ဆူတောင်းထားတယ်ပြီးတော့သမီးလည်းကျမ်းတာပါစေပြီးတော့တအိမ်လုံးကျမ်းမအောင်သမီးဆူတောင်းပေးထားတယ်ဟာလိမ်မာလိုက်တာဒီနီနီချစ်လိုက်တာဖေသမီးလေးကအရန်လိမ်မာတာပဲဟဲ့နင်ဘာရက်လောက်နေရလဲချူတူဖះမှာစလိတ်ခိုးတောက်နေဟာငရဲကြီးမယ်မတောက်နဲ့ရောလာခဏလောက်ပတ်သွားကြရအောင်ဒီနီနီဟဲ့ဟိုမှာဘာလေးလဲလှလိုက်တာဒီနီဒီနီနီလှလိုက်တာဒီနီလာတော့ကြမယ်ဒီနီနီအဲ့ဆိုအိမ်ပြန်ကြရအောင်โอเคဒီနီဟာဝမ်းသာလိုက်တာငါဖះမှာငါ့ရဲ့အိုလိုနီလေးငါ့ကိုခွန့်လို့ပါစေလို့ငါဆုတောင်းပေးထားတယ်ကွာဒီနီလာသမီးလေးပြန်ကြရအောင်ဒီနီလာသမီးလေးပြန်မယ်ဒီနီဒီနီလာပြန်ကြရအောင်မနှက်ဖန်ရုပ်ရှင်ရုံလိုက်ပို့ပေးမယ်မနှက်ပြန်မပြန်သေးခင်ဟုတ်ပါဦးဟဲ့အောင်ငါ့ကိုတရားမဆွဲဘူးစာချုပ်ကချုပ်လို့မပြီးသေးဘူးအဲ့ဆိုရင်ဖြစ်ချင်တာဖြစ်ငါမနှက်ဖန်မပြန်သေးဘူးတပတ်ခါပြန်မယ်မနှက်ပြန်ကြရင်
သမီးလေးကိုရုပ်ရှင်ကိုလိုက်ပို့ပေးမယ်ပြီးရင်ညကြရင်သမက်စင်ကပွဲကျင်းပါမယ်သမက်စင်ကပွဲယူသွားကြရအောင်ဟုတ်ဖေလာကားပေါ်တက်ဒီန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 ီဒီန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 ီဒီန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 ီဒီနီနီဒီနီနီဒီနီဟာကွာ sorry ဟဲ့ရအောင်နိုးဦးမအောင်ငါကားပြတ်သွားအောင်မယ်ဟေး sorry ဟဲ့အိုလိုနီပြီးပြီလားမသိဘူးဟဲ့ငါတို့နှစ်ယောက်အင်ကြီးပြန်လဲလိုက်အောင်ငါတို့ဒီဖုန်းကြီးကျောင်းမှာအင်ကြီးတွေငားထားတာအေးဟုတ်တယ်အိုလိုနီကိုသွားခေါ်ရမယ်အိုလိုနီပြီးပြီလားအပြီးပြီသမီးလေးကိုပြန်တွေ့အောင်ခါတာတွေညွတ်နေလို့ပြီးပြီဟဲ့အင်ကြီးပြန်လဲကြရအောင်ဒီန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 ီဒီနီနီဒီနေဘာဖြစ်ပြန်လာလဲငါကိုရီပူပြီးဖျားနေတယ်ရိုစီနေရတော့လှုပ်ပြီဒီနီနီဒီညငါသမက်စင်ကမှထိုင်သွားလောက်ရမှာခရမ်းရောင်မကတော့ပွဲကြည့်မှာတဲ့အိုလိုနီရောပဲအဲ့ဒါနေလိုက်ခဲ့လေတစီသမားတာကရောပါတယ်ဟာမရဘူးငါလိုက်ခဲ့လို့မရဘူးဒီန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 ီငါဖျားနေတယ်အဲ့ဒါငါရဲ့ငါတငယ်ချင်းအိမ်ပဲငါတနေကုန်သွားလေတော့မယ်နော်ဟဲ့ရိုစီနေညဘက်ကြီးတယောက်တည်းဖျားနေအိမ်မှာကြံခဲ့လို့မဖြစ်ဘူးလေဒီနီနီနီငါရဲ့တငယ်ချင်းတယောက်အိမ်ကိုပဲသွားလိုက်ပါမယ်နင်တို့ပြန်လာမှပဲအဲ့တငယ်ချင်းကိုလိုက်ဖို့ခိုင်းလိုက်တော့မယ်အေးပါရိုစီရဲ့အဲ့ဒါပြီးရောနောက်တစ်ပတ်မှငါလိုက်ခဲ့တော့မယ်နော်အေးအဲ့ဆိုရင်ငါတို့အခုကြိုသွားနေပြီနော်အေးမှာသမက်စင်ကရဲ့ host ကခေါ်နေလို့အေးကိုပိုင်မလားအေးသွားငါမလိုက်တော့ဘူးအေးသွားပြီသွားဟာဒီနီနီဒီအေးဟုတ်တယ်နော်ရိုစီကိုငါမနက်စောစောစီးတဲ့ကိုရီဆန်းကြီးရတော့ပူချစ်တောက်နေရပဲဟုတ်တယ်ငါဖျားနေပါတယ်ဆိုအေးအဲ့ဆိုငါတို့သွားတော့မယ်နော်တတာငါတငယ်ချင်းကိုငါဖုံးဆက်လိုက်အောင်မယ်နော်နင်တို့မယုံပါစိုးလို့ဟယ်လိုတငယ်ချင်းငါ့ကိုလာခေါ်တော့နော်အေးဒါပဲနော်တင်းအေးဟုတ်တယ်နော်ရိုစီမျက်နှာကြီးတွေလည်းနီးရဲနေရပဲဟုတ်တယ်အေးအဲ့ဆိုသွားတော့မယ်တတာဒီနီလာသွားတော့မယ်ငါတို့တော့ဟာရိုစီမတော့စောစောစီကိုလှုပ်ချလိုက်ပြန်ပြီအေးဆိုဟာကွမ်ဘာလို့ဖြစ်ကုန်လဲအော်အောက်ကိုဆင်းရမှာနေတော့လည်းတစ်မျိုးဒီနီလာသွားကြမယ်ဒီနီဝါရုပ်ရှင်ရောက်ပြီသမီးကြည့်ချင်တဲ့ရုပ်ရှင်ကဟာအရှိမစခရင်ဟာအရှိမလည်းလူတွေအများကြီးပဲဖေဖေတို့ဒီနောက်ဆုံးအတန်းမှာပဲခုံဝယ်ထားတာမို့လို့နောက်ဆုံးတန်းမှာထိုင်ကြမယ်ပေါက်ဆုပ်စားကြမယ်โอเคပေါက်ဆုပ်စားမယ်ဝါရုပ်ရှင်ကအရန်ကြည့်လို့ကောင်းတာပဲဒီနီအရန်ကြည့်လို့ကောင်းတာပဲဟုတ်တယ်စကားအရန်မိုက်နေပြီညရောက်တော့အခါတီနီဝါလာသွားကြမယ်ဒီနီအနီအောင်မဘာလို့တိုင်ဝင်လောက်နေမှမသိဘူးအေးဆိုဒီနီငါတို့ဒီနေ့ပြင်းလာဆင်းလာဝတ်လာတဲ့ပုံစံနေရလဲမင်းသားအင်ကြီးတွေ princess အင်ကြီးတွေနဲ့အေးလေမသိရင်ငါတို့တွေနန်းတွင်တပ်ပွဲသွားနေကြနေပဲကွမ်လာတော့မယ်
ဒီနီလာငါတို့တွေဟိုးအနောက်ကိုသွားကြရအောင်ဟိုးနောက်မှာသွားထိုင်မယ်ဟုတ်တယ်လာငါတို့ဟိုဘက်အပေါက်ကဝင်မရမယ်ရိုစီကဘာလို့မလိုက်တာလဲမသိဘူးဖျားနေလို့တဲ့ရှေ့တစ်ပတ်မှလိုက်မယ်တဲ့ရိုစီကလည်းအကျင့်အောင်မကောင်းဟုတ်တယ်ဒီနီငါတို့လေအခုဓမ္မစင်ကမြန်မာပွဲမှာရိုစီများပါနေမလားမသိဘူးဟဲ့ तू ကဖျားနေရလေ तू တတ်မဲ့ဖျားချင်အောင်ဆောင်ပြီးအကွာရွှေထားတာထင်တယ်ဟုတ်လောက်မယ်ရိုစီမအကျင့်အောင်မကောင်းရိုစီပါလောက်မလားမပါလောက်ဘူးလားဆိုတာငါတို့တွေကြည့်ကြရအောင်ငါတို့ဘာမှသွားထိုင်ရမှာလဲလူတွေကအများကြီးပဲဟိုးနောက်မှာသွားထိုင်ရမယ်ဟာဟဲ့ပိတ်နေရဲ့ဟိုးအနောက်ဘက်မှာဆိုရင်ရောလာသွားမယ်ဒီနီဝါငါတို့ဒီနားလောက်မှာပဲကြည့်ကြရအောင်ဟုတ်တယ်ဒီနီအိုလိုနီလေးအရန်လာနေရနော်ဘာအိုလိုနီလေးလဲကွာစိတ်တိုနေရနော် sorry ကွာဒီနီဖေဟင်းသမီးဖေတို့ကအခုသမက်စင်ကပွဲရောက်သွားပြီသမီးလေးကိုသမက်စင်ကပွဲလိုက်ပြမှာယေးဟဲ့အောင်နိုးမောင်ငါနဲ့ကိုကျေးဇူးတမာတယ်ငါတို့ရဲဖန်းခံရတော့မဲ့အချိန်မှာမင်းကူညီပေးလိုက်လို့အဲ့ဒါကြောင့်ငါတို့နင့်ကိုရုပ်ရှင်ရုံတွေကိုသမက်စင်ကပွဲတွေရောလိုက်ပို့ပေးတာဖေသမီးကဘာလို့မျက်နှာဖုံးမတက်ရလဲသမီးကကလေးမို့လို့ကလေးဆိုတက်စီရမလို့ဖေတို့ကလူကြီးတွေမို့လို့လာသွားမယ်ဒီနီသမက်စင်ကပွဲမှာမင်းသမီးရိုစီပါရင်ကောင်းမှာပဲနော်ဘာလို့လဲသမီးကမင်းသမီးရိုစီကိုအရန်ကြိုက်တာအရန်ချောတယ်အေးပါဟုတ်ပါပြီစိတ်ညစ်လိုက်တာဘာလို့အဲ့ကောင်မစုပ်လို့ရဖန်ဖြစ်နေရလဲဖေဘာပြောရလဲအဘာမှမဟုတ်ဘူးဒီနီဒိုင်နေလည်းတယောက်မှမရောက်သေးဘူးဒိုင်က4 ယောက်ထင်တယ်ဟုတ်တယ်ဒီနားမှာပဲကြည့်ကြရအောင်ဒိုင်နေကပြီးရင်လာမယ်တဲ့ horse လည်းမရောက်သေးဘူးသမီးတို့ကကြုံရောက်နေရပါဟုတ်တယ်ကြည့်ကြရအောင်အားလုံးပဲမင်္ဂလာပါအခု2018ခုနှစ်အတွက်ဓမ္မစင်ကမြန်မာပွဲရဲ့ကျွန်တော်ကတော့ horse ပါကျွန်တော်နာမည်ကတော့ယာမစ်သက်ကိုရဆိုင်ပဲဖြစ်ပါတယ်အခုမှတော့နှင်းလူသားရဲ့ရွှေသမင်ရဲ့တချင်းဆိုပြီးပါပြီအခုနောက်ဆုံးကြံရှိခဲ့တဲ့ Kitty ရဲ့တချင်းဆိုဖြောပြမှုလေးလာပါတော့မယ်ခင်ဗျာOn the moon, Tsuki, Minaru koto naite, watashi, watalare kudasai, mungu wa hote, nashido anai, sono moka, mopa ne, tuyada dori kachiru, no, ni sasiru, anamoto. Hey, အနေရောက်မနင်းအမရိုစီအတန်နဲ့တူရဲ့နော်။ तू ဒီမှာများရောက်နေလို့ဖျားခြင်းအောင်စောင်းနေရတင်တယ်။ဒီနီဟဲဟုတ်တယ်ငါအမတန်နဲ့တူတယ်ရိုစီတန်နဲ့တူတယ်။ငါအတန်ကိုငါကြားဖူးနေတယ်လို့ပဲဒီနီဟဲရိုစီဆိုမဖြစ်ဘူးနော်အဲ့ဒီမျက်နှာဖုံးရှင်မျက်နှာဖုံးချိုးတဲ့အချိန်ကျရင် तू ငါ့ကိုလက်ထပ်တော့မှပြောဘူးတယ်ဒီနီ तू ကရှိုးပွဲတွေပါတွေရောက်ရင်နဲ့ तू ကစသိစိန်အောက်က fan တွေအကုန်လုံးကြည်တာတဲ့အဲ့ဒါငါ့ကိုမြင်သွားရင်တွားပြီရိုစီမဖြစ်ပါစေနဲ့ပြီးရင်မဲပြီးအဲ့ဒီမျက်နှာဖုံးပိုင်ရှင်မပေးပါစေနဲ့ဒီနီဝါသမီးရဲ့အကြိုက်ဆုံးမင်းသမီးရူစီအတန်နဲ့တူလိုက်တာမင်းသမီးရူစီဖြစ်ရင်ကောင်းပါပဲသမီးကတော့သူ့ကိုမဲပေးတယ်ဟဲငါအဲ့အတန်ကိုကြားဘူးနေတယ်လို့ပဲဝနမသူမပါရီဝါဒါရီI want you want to there I want the one to there ဝါလေတော့ကောင်းနေဝတ်တဲ့ဝင်နေဝချီချီနေကူဝဝချူကူမီကာကဲKitty လေးကိုဆယ်လီဆောင်တော့ကြီးရေမေးကုန်နေမေးလို့ရပါပြီခင်ဗျာ2 မိနစ်အချိန်စမှတ်ပါပြီငါအရင်မေးမယ်အဆိုတော်လားဘလော့ဂါလားတရုပ်ဆောင်လားဒီနင်းနာမည်ကနှလုံးမလားငါနဲ့ထင်နေတဲ့သူတယောက်ရှိတယ်နာမည်နှလုံးမလားဒီနီ
ဖျားနေတယ်ဆိုပြီးဘယ်လိုဖြစ်ပြီးဒီကိုရောက်နေရလဲဟဲ့ရီးနေတယ်ကွမ်ဟဲ့ပေါ်နေပြီဒီနီငါနင်းကိုတီးတယ်နင်းနာမည်နှင်းစီနာမည်နှလုံးထဲမလားနှင်းစီကိုဘူလူခေါ်ရင်လေမပြောဟဲ့မပြောလဲတီးတယ်ငါတီးတယ်ဟုတ်တယ်မနက်ကတော့ကိုညမကိုဖျားနေတယ်ဆိုပြီးဂျင်းထည့်ထားတာမလားပေါ်နေပြီငါအမမဖြစ်တော့ဘူးထင်တယ်နော်ငါအမကမနက်ကတကယ်ဖျားနေရပုံကြီးဟဲ့ဒိုင်းချင်းမညာနဲ့နော်နင်းအမအတန်ကြီးပေါ်နေပြီဒီနီတင်းတင်းမျက်နှာဖုံးအချုပ်ခိုင်းစေချင်ဆုံးမျက်နှာဖုံးရှင်ကိုမဲပေးရမှာပဲဖြစ်ပါတယ်မဲအများဆုံးသူကတော့ဒီနီမျက်နှာဖုံးချုပ်ပြသွားမှာပဲဖြစ်ပါတယ်ကျန်တစ်ယောက်ကတော့တခြား group ကသူတွေနဲ့ထပ်ရှင်းပြရအောင်မှာပဲဖြစ်ပါတယ်ဒီနီဟဲ့ဖုံးနဲ့တရေဝင်ဦးလာလားငါမလုပ်ဘူးနော်ဟာသူသွားနေကဲမဲပေးတော့မှာပဲဖြစ်ပါတယ်မဲပေးမဲ့နေရာသို့ကြွလာခဲ့ပါဖေသမီးကိုတခုတောင်းဆိုပြရစီဟုတ်ကဲ့ဖေနင်တို့ပြောမယ်အဲ့ဒီခစ်တီကိုမဲမပေးနဲ့ဘာလို့လဲသမီးကခစ်တီကိုမဲပေးချင်တာအဲ့ဒါဆိုလဲနင်မဲပေးဟဲ့နင်တို့မပေးနဲ့နှင်းလူသားကိုပေးလိုက်ဘာလို့လဲပေးလိုက်ပါအေးငါလည်းနှင်းလူသားပဲပေးမှရမယ်ခစ်တီဆိုရင်ရိုစီဖြစ်နေငါ့ကိုမြင်သွားလိုက်မယ်ပြီးတော့အိုလူနီကိုလည်းပြောလိုက်မယ်ပြီးရင်သမီးလေးဆိုမြင်ကုန်လိုက်မယ်ဖေဘာတွေပြောနေရလဲဘာမှမပြောဘူးသမီးမဲပေးပြီးသွားတော့အခါဝါအခုကျွန်တော်နောက်တစ်ဆင့်ကိုတတ်သွားမယ်သူကြီးညာတော့မှာပဲဖြစ်ပါတယ်မြင်ကြီးညာတော့ဟုတ်တယ်မြင်ကြီးညာတော့နောက်တစ်ဆင့်ကိုတတ်သွားမယ်သူကတော့သမီးပဲဖြစ်ပါတယ်အခုဘေးမှာနှင်းလူသားနဲ့ခစ်တီနှစ်ယောက်ပဲကြံမာတော့တယ်နှစ်ယောက်ရဲ့တစ်ယောက်ကတော့ချွတ်ရမှာပါနောက်တစ်ဆင့်ကိုတတ်သွားမယ်သူကတော့နေလူသားပဲဖြစ်ပါတယ်အခုကျွန်တော်ဘေးမှာကြံတဲ့သူကတော့ခစ်တီပဲဖြစ်ပါတယ်မျက်နှာဖုံးမချုပ်ချင်လို့ငိုနေရလားမချုပ်ချင်လို့ငိုနေရလားကွမ်အခုချွတ်ပြရပါတော့မယ်မရတော့ပါဘူးချွတ်ပြရပါတော့မယ်ကွမ်ဆယ်လီစုံတော်ကြီးတွေလူပြောင်းချင်သေးလားဒီနီမပြောင်းပါဘူးရိုစီပဲကျမတို့3ယောက်စလုံးရိုစီလို့မှန်းထားတာဟုတ်တယ်3ယောက်စလုံးရိုစီပဲမပြောင်းဟုတ်တယ်ရိုစီပဲโอเค3ယောက်စလုံးရိုစီလို့မှန်းထားပါတယ်အခုခစ်တီခက်လေးမျက်နှာဖုံးချုပ်ဖို့အနောက်ကိုခဏလှည့်ပေးပါဟုတ်တယ်ရိုစီပဲအကောင်မငါတို့ကိုဂျင်းထည့်ထားတာကျွန်တော်ရပါပြီငါကြောက်တယ်ရိုစီမဖြစ်ပါစေနဲ့ချွတ်ပြီလားချွတ်ပြီချင်တယ်
ခံလိုက်ရပြီအေးအိမ်ပြန်ရောက်မှငါနဲ့တွေ့မယ် နေရထိုင်လို့နေရဆိုတော့ငါလည်းဖျားချောင်ဆောင်လိုက်တာ sorry စိတ်မဆိုးနဲ့နော်အနီယောင်မ Yeah Rosie ပြန်မယ်ဟိုဘာဖြစ်လို့လဲဟိုတမီးအရင်ကြရတယ်မင်းသမီးလေးအားပေးဦးမယ်နော်လာပြန်မယ်ခဏလေးအဖေဘာဖြစ်လို့လဲမရဘူးပြန်မရအောင်မယ် နီဟဲ့အောင်ဒီနားကဘာတကားမှမရှိဘူးဟာဟိုးနားမှာထွက်ပေါက်ကမင်းကလည်းဘာဖြစ်နေရလဲမရဘူးပြန်မရမယ်ဒီနီဖေဖေသမီးလေးလာဖေဖေတို့ပြန်ကြရအောင်ဒီနီဖေဘာဖြစ်လို့လဲသမီးရဲ့မင်းသမီးလေးကိုတော့အားပေးလို့မရတော့ဘူးလားသမီးရဲ့ဖေခေါင်းကိုက်နေလို့မရတော့ဖေခေါင်းကိုက်နေလို့မမြင်အိမ်ပြန်မရမယ်လာသမီးရဲ့လာခဲ့ပါလိမ့်မာတယ်ဟာလာပါသမီးရဲ့ဒီနီခက်ချီရဲ့မျက်နှာဖုံးရှင်ရတော့ရိုစီပဲဖြစ်ပါ ဒီအော်အေးဒီနီသမီးလေးစားလို့ကောင်းလားဟုတ်ဖေစားလို့ကောင်းတယ်အရင်စားလို့ကောင်းတာပဲဟုတ်တယ်သမီးလေးကိုမနှက်စာကျွေးတာဟိုဦးရောဟိုဦးကမလိုက်တော့ဘူးတဲ့ဟုတ်ဖေဘယ်တော့အိမ်ပြန်มาလဲမနှက်မှညအိမ်ပြန်မယ်လေသမီးဟုတ်ဖေဒီဟိုဦးကဒီနေ့ညဒင်နာစားပွဲရှိရဲတဲ့သူ့ရဲ့တငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမလို့တဲ့ဟုတ်ကဲ့ဖေသမီးလေးပါလိုက်ခင်နော်ဟုတ်ကဲ့ဖေပီဇာအရင်စားလို့ကောင်းတာပဲဟုတ်တယ်သမီးလေးကိုချစ်လို့ဝယ်ကြည့်ရအဲ့ဒါကြောင့်ဖေကိုအရင်ချစ်တာဒီနီ